လေတိန်လုံးလဲရှုပ်ပွားနေရပဲမြက်သူရဲ့နေစာအုပ်တွေကြီးပဲစောက်ကသူ့အတော်ကြီးဘာဘာလုပ်နေလို့လဲဟဲ့ငါ့အိမ်မိုက်ပွားလို့ပြောတာဟဲ့ခါရစီကန်းအောင်မရှိဘူးမကူညီချင်းနေဟေးနော်မနှောက်ရှက်နဲ့သိလားနေတနေ့တနေ့လေးအိတ်စာအုပ်တွေဖတ်နေမယ်စားအလုပ်တစ်ခုလုပ်ပါလားအလုပ်တစ်ခုလုပ်တာမှနေအကျိုးရှိအောင်လည်းသိလားလူဆိုတာမနှက်တဲ့နေ့လည်းမသိညာရှိရတယ်နေ့လည်းညမှာသိညာဖို့ရှိရတယ်အဲ့တော့စာဘက်ကိုတနည်းလည်းရှိရအဲ့ပြောတယ်ဘာလို့နားလဲမှာမဟုတ်ဘူးအလောက်ကတချင်းဆိုနေတချင်းရေးနေအလုံးမဟုတ်လားဟဲ့နေလုံးမယ်ဆိုရင်လည်းဖြည်းဖြည်းမြောက်လုပ်လေပြောလိုက်ရင်အစိုးရနဲ့ပါဇက်ဖြားအောင်မချအောင်နော်ဒီမဲ့နင့်ကိုနေရက်ွက်ထဲလဲပတ်ကြည့်လိုက်အောင်လူဘယ်နှယောက်သိလဲလို့ဘာဖြစ်လဲဘသူသိမသိဘာဖြစ်လဲကိုလှုပ်ချင်ရကိုလှုပ်တယ်ဘသူသိတယ်လို့လို့ဟဲ့နင့်ကိုနေလှုပ်ချင်တာလှုပ်တယ်ဆိုနေမသားနေရက်တီနေအောင်ကြိုးစားလေအခုနေကငါ့အိမ်မှာနေနေတာသိလားစကားပြောလိုက်ကြီးကျစ်တင်လေခန္ဓာကိုယ်နဲ့ဦးမြအောင်ခါတယ်နေကနေရက်တီနိုင်နေဆိုနေမသားနေလှုပ်ပေါ့လူဘိုတွေကခေါ်ထားသေးတယ်ဒီမဲ့ရန်ကုန်မှာလေလူတယောက်စိတ်ကဘလောက်ကြီးရဲဆိုတာနေနားလေထားခါတယ်လိုက်ကန်းစိုးမသိဘူးဘာလို့စာဖတ်နေအာယုံလောနောက်နေအိမ်မှာနေတော့လည်းနေတော့အိမ်မှာမနေလို့လည်းဟေ့မင်းမပြောတဲ့အတိုင်းဆိုတော့အိမ်တန်ရှင်းရေးလေးလုပ်ဂုံတော်ပရိစိတ်ပြီးလက်ဝင်မဲ့ကထိုင်ရမလို့ဖြစ်နေကွာ Let's go Yo, come on, yo, yes, do, what take a counter for Pido Minga, Niam Pidi, Bibu Guy, Bagan, say, no, but then she the Mia Podago, copy 8, Kayati, Tami, go, nobody say, Miyamaga, and Mimachiti Kama, I do yet the idea of Pimbi Matibata, let's show on your machine, the Waligata, yeah, she's the Waligata. ငါ့ကိုစားပြီးတော့သင်းလေးစုံနေကြတယ်နော်ဟဲ့ရဲသူမြင်မရပြန်လားအတိကြောက်ကြဟာအတိကြောက်ကြလားအချုပ်ကြလာတယ်ဟဲ့လားဟုတ်တယ်ကြမှာပေါ့နေပေါင်းနေရပေါင်းသင်းတွေကိုလည်းကြည့်အောင်ဘယ်ကကလေးကအုတ်ပြားမြက်ပေါက်လို့ဟိုကျွန်တော်တို့အဲ့လိုမပြောနိုင်ကြရအောင်မင်းမမတွေကိုပြောဘာကျွန်တော်ပြောတယ်ကျွန်တော်တကယ်ကြီးလည်းပြောရမလို့ဟဲ့နေပေါင်းသင်းနေထိနားစရာမလိုဘူးငါမှန်တာပြောနေတာဒီလိုပုံစံဒီလိုပတ်နေပြန်ကြည့်အောင်ဟမ်ဝတ်တာစားတော့ကမျက်စိထဲမှာလုံးဝကြည့်လို့မရအောင်ဟိုကျွန်တော်ဘာလို့နေရမှာလဲအလက်ကဘောကြောထားလဲ100 130အိမ်ပြန်လာနာကြီးအောင်မေငါ့လေလာသေးတယ်ငါ့ကိုပြန်ပြီးတော့မိုက်တိုင်းနေသေးတယ်ဒီမဲ့ငါမောင်ကလေအရင်တော့အဲ့လိုမဟုတ်ဘူးနင်တို့နဲ့ပေါင်းလို့ဆိုင်တယ်သွားသိလားကျွန်တော်တကယ်ကြီးပြောတယ်ကျွန်တော်ပဲပြောလို့ပြောနေတာဟဲ့နေပေါင်းတဲ့နေထိနားစရာမလိုဘူးနေပြောခိုင်ငါ့မှာလာမနေနဲ့သွားဘာလို့ကျွန်တော်အိမ်ကလာနေချနေတာဟုတ်တယ်မင်းနေလိုက်တော့ရအောင်တော့တော့တော့မယ်ကြောက်မယ်သားရဟဲ့ဘာသာလို့လဲဘာသာလို့လဲမင်းရတယ်တကယ်ကြီးမင်းတို့သိရင်ငါလည်းသိမှာပေါ့အဲ့ဒါပြောအောင်မေခါရဲကိုတိုက်ဖက်ကိုညီနေကြမနေချင်းမနေနဲ့ဟေးဖတ်သွားခါရဲမျက်စိမှာစကားမွေးလို့ဆိုတယ်ဘာကျွန်တော်လမ်းမှာတွေ့တော့လမ်းခေါ်တယ်ဘာလဲဒီနေ့ဆက်ခေါ်